အိမ်မှာမကောင်းတဲ့စွမ်းအင်တွေဒါမှမဟုတ်နံလောကသားတွေရှိမရှိကိုရေကနေတဆင့်သိနိုင်တယ်ဆိုတာကိုအသေးစိတ်ရှင်းပြပေးမှာပဲဖြစ်ပါတယ်။ရေဟာစွမ်းအင်တွေကိုလက်ခံနိုင်စွမ်းအလွန်မြင့်မားပြီးမမြင်ရတဲ့တည်ရှိမှုတွေကိုရှာဖွေပေးနိုင်တဲ့စက်တစ်ခုလိုလှုပ်ဆောင်ပေးနိုင်ပါတယ်။ဒါကိုသိရှိနိုင်မှုတင်ကိုယ်တိုင်စမ်းသပ်ကြည့်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ဖန်ခွက်တစ်ခုတည်းကိုရေတဝက်လောက်ထည့်ပါပြီးရင်စားနဲ့ငယ်ထည့်ပြီးတင့်အိမ်ရဲ့ဒေါင့်တနေရာမှာချထားလိုက်ပါ။အဲ့ဒီတိုင်း9ရက်ကြာအောင်ထားလိုက်ပါ။တကယ်လို့တင့်အိမ်မှာမကောင်းတဲ့စွမ်းအင်တွေဒါမှမဟုတ်နံလောကသားတွေမရှိဘူးဆိုရင်ရေဟာဘာပြောင်းလဲမှုမှမရှိပဲကြည်လင်နေပါလိမ့်မယ်။ဒါပေမဲ့မနာလိုမှုပြုစားမှုဒါမှမဟုတ်အညှိုးတေးရှိတဲ့နံဝိညာဉ်တစ်ခုခုရှိနေမယ်ဆိုရင်တော့ရေကအဲ့ဒီစွမ်းအင်တွေကိုစုပ်ယူလိုက်ပြီးအယောင်ပြောင်းသွားပါလိမ့်မယ်။ရေကနောက်ကျသွားတာမျိုးဘူပေါင်းလေးတွေထလာတာမျိုးဒါမှမဟုတ်ရေမျက်နှာပြင်ပေါ်မှာထူးဆန်းတဲ့ပုံစံတွေပေါ်လာတာမျိုးကိုသင်သတိပြုနိုင်မှာပဲဖြစ်ပါတယ်။ဒီရိုးရှင်းတဲ့နီလန်းကိုတာမန်မျက်စိနဲ့မမြင်နိုင်တဲ့စွမ်းအင်အပြောင်းလဲတွေကိုသိရှိနိုင်မှုရှေ့ရခင်ကတည်းကအသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်သင်ရဲ့ရေဖန်ကွက်ထဲမှာတစ်ခုခုထူးခြားပြောင်းလဲနေတာကိုတွေ့ရပြီဆိုရင်တော့သင်အိမ်မှာတာမန်ထက်ထူးခြားတဲ့အရာတစ်ခုခုရှိနေနိုင်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့စမ်းသပ်ပြီးပြီဆိုရင်တော့ဘာတွေဖြစ်လဲဆိုတာကိုကွန်မန့်လေးမှာပြောပြပေးခဲ့ပါဦး